ဟုတ်လားတကယ်လားထိုင်းလိုပဲနှမျိုးပြောလို့ရလဲကြည့်ရအောင်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ချိုင်းမိုင်းကျင်မိုင်းချိုင်းမိုင်းဟုတ်လားကျင်မိုင်းတကယ်လားတကယ်လို့မိန်းကလေးဆိုလို့ရှိရင်ချိုင်းမခါဟုတ်လားရှင်ကျင်မခါတကယ်လားရှင်ချိုင်းမခါဟုတ်လားခမရအဲ့လိုမျိုးဒါရိုးရိုးပုံမှန်သုံးတာပေါ့ဒါပေမဲ့တငယ်ချင်းတွေနဲ့သုံးတဲ့အခါကျရင်ထိုင်းနေရအဲ့လိုမသုံးတော့ဘူးဟုတ်လားဆိုလို့ရှိရင်ချိုင်းတော့ချိုက်ပါချိုက်လပောက်အဲ့လိုမျိုးသုံးတယ်တကယ်လားဆိုလို့ရှိရင်လေကျင်းတော့ကျင်းပါကျင်းလပောက်အဲ့လိုမျိုးသုံးတာဖြစ်တယ်ပုံမှန်ပြောတာနဲ့ခင်မင်ရင်းနှီးတဲ့တငယ်ချင်းတွေနဲ့ပြောတဲ့အခါကျလို့ရှိရင်ထိုင်းတွေကပြောတာမတူကြတော့ပါဘူးဒီတော့ဒီအခုမျှဝေပေးတဲ့အရာလေးတွေကိုကြည့်ပြီးတော့လက်တွေ့မှာကွယ်ပြပြလေးပြန်လည်ပြီးတော့အသုံးပြုနိုင်ကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်